ဆရာကြီးတွေအုပ်စုမှာအာရှာကြားတို့အုပ်စုတက်နိုင်မလားအားလုံးပဲမင်္ဂလာပါတားကြီးရဲ့ကြားကြီးရဲ့ဗမာဘောလုံး channel ကနေကြိုဆိုလိုက်ရပါတယ်တားကြီးရဲ့ကြားကြီးတို့အသင်းဟာအာရှာဗလားခြေစစ်ပွဲရှုံးတဲ့တတိယအဆင့်အုပ်စု E မှာကြာရောက်နေတာပါကမ္ဘာပေါ်ကဆရာကြီးနိုင်ငံတွေပဲစုပြီးတုံးစုတဲ့ကြားနေလားအောင်မင်းရအောင်ကိုအုပ်စု၄သင်းစလုံးဟာဆရာကြီးတွေပါပဲဆီးရီးယားအာဖဂန်နစ္စတန်ပါကစ္စတန်မြန်မာစတဲ့၄သင်းလုံးဟာကမ္ဘာစစ်ရက်တည်မှုမှာရောခြေစွမ်းပိုင်းမှာပါဆီးရီးယားအသင်းကအားလုံးထက်တာလို့နေတာဖြစ်ပါတယ်မြန်မာအာဖဂန်နဲ့ပါကစ္စတန်တို့၃သင်းလုံးကတော့ကမ္ဘာအဆင့်ရက်တည်မှုမှာတိမ်ပြီးကွာဟချက်ကြီးမားတဲ့အသင်းတွေတော့မဟုတ်ကြပါဘူး။နောက်ပြီးခြေစွမ်းပိုင်းအရလည်းတိမ်ပြီးကွာခြားချက်မရှိကြသလိုခံမှန်းရခက်တဲ့အသင်းတွေလည်းဖြစ်ပါတယ်။ဒါကြောင့်ဒုတိယကျော့ပွဲစဉ်တွေထိဆရာကြီးရဲ့အုပ်စုအိဟာရင်ခုန်စွာစောင့်ကြည့်ရအောင်ပဲအုပ်စုလည်းဖြစ်ပါတယ်။တားကြီးရဲ့ကြားကြီးတို့ဟာပထမကျော့မှာတော့ကအာဖဂန်နစ္စတန်ကိုအိမ်ခွင်းတိုးလာကွင်းမှာပထမကျော့အနေနဲ့ရင်ဆိုင်ကစားခဲ့ပြီးမမောင်လင်းတန်းပိုင်တို့ရဲ့တွင်းကိုတွေနဲ့အတူနှစ်ကိုတကိုဆိုတဲ့ရလဒ်နဲ့ပဲအိမ်ခွင်းပရိသတ်ရှေ့မှာချုံမိန်တဲ့နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့တာပါ။ဒါကြောင့်မြန်မာအနေနဲ့အာဖဂန်နစ္စတန်ရဲ့အနေအထားကိုကောင်းကောင်းကြီးတည်ထားပြီးဖြစ်လို့ဒုတိယအကျော့တိတ်ပြီးခက်ခဲအောင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ဂျွန်လာပိုင်းထဲမှာကစားသွားရမယ့်ပါကစ္စတန်ရဲ့ပွဲကတော့မြန်မာအသင်းအုပ်စုတည်ရေးအတွက်အရန်ကိုမှအရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ပါကစ္စတန်အခြေစွမ်းအရန်ကြီးထက်မြက်လွန်တဲ့အသင်းတစ်သင်းမဟုတ်ပေမဲ့အရှေ့အလယ်ပိုင်းကအသင်းအနေနဲ့အများလိုကစားနေရတာဖြစ်လို့မြန်မာလေးစင်အသင်းအတွက်တော့အနေနဲ့အများခက်ခဲအောင်ပါပါ။ဒါပေမဲ့စီးရီးယားအသင်းကတော့ဒီအုပ်စုမှာအင်အားအကြီးဆုံးအသင်းတစ်သင်းဖြစ်တယ်လို့ကစားသမားစုဖွဲ့မှုအင်အားရလဲတားတီးရဲ့ကြားကြီးတို့ထက်တော့တာလွန်နေတာတွေ့ရမှာပါ။ဒါပေမဲ့မော်ဝေဆန်းပြတဲ့တော်ဝင်ဂန်နာတို့လိုစီလိုနီနဲ့အုပ်စုတက်ရောက်နိုင်ရေးမျှော်လင့်ချက်ကလည်းဒုတိယလူတွေဆိုရင်အာရှဗလားပြိုင်ပွဲကိုဝင်ရောက်နိုင်မှာမဟုတ်တဲ့အတွက်အကုန်ကျုံးစားပေးတဲ့သူအုပ်စုပထမနေရာရရှိမှသာနောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်တားတီးရဲ့ကြားကြီးတို့အနေနဲ့လူမြင်ကက်အောင်ဂူပြင်ထွက်ပြီးအာရှမှာအထာကျတဲ့ကြားကြီးတစ်ကောင်ဖြစ်အောင်လှုံ့ဆော်ရမှာဖြစ်တဲ့အတွက်ဆီးရီးယားကိုအချီးအနှီးမများအောင်တီးထုတ်နိုင်ဖို့လိုအပ်တယ်လို့အာဖဂန်နဲ့ပါကစ်ကိုလည်းနာကစ်လိုမှွေပြီးရှင်းထုတ်ပြမှသာအာရှဖလားကိုဝင်ရောက်ရှင်ပြိုင်ကစားခွင့်ရရှိမှာတေးကြပါတယ်။နေပြဦးမျိုးလိုင်ဝင်းရဲ့မြန်မာအသင်းဟာလက်ရှိမှာတော့မမောင်လင်းတန်းပိုင်တရားစော်လွင်မိုးအောင်စားတဲ့ပြည်ပကလပ်များမှအဓိကကစားသမားတွေကိုရွေးချယ်ထားသလိုပြည်တွင်းမှာကစားသမားကောင်းများစွာကိုလည်းရွေးချယ်ထားပြီးဒီပြိုင်ပွဲကိုဝင်ရောက်ကစားခွင့်ရဖို့ရင်ဆိုင်သွားမှာပါ။ဒါပေမဲ့တချို့သောကစားသမားရွေးချယ်မှုတွေနဲ့ပတ်သက်လို့ပရိသတ်တချို့ကဝေဖန်မှုတွေရှိနေပေမဲ့လက်ရှိအနေအထားအရတော့နေပြအနေနဲ့လူစင်းပေါ်ကျင်းနှံ့မှုရှိနေတာကိုတွေ့ရပါတယ်။နောက်ပြီးတားတီရဲ့ကြားကြီးတို့ရဲ့အသင်းရဲ့လူစင်းဟာနောက်ပိုင်းနှစ်တွေမှာတောင်တင်းတဲ့နေသားတရက်ကိုပြန်လည်ရောက်ရှိလာနေပြီးကစားမများစုဟာလည်းနိုင်ငံခြားကလပ်အသင်းတွေမှာတွားရကစားနေကြတာကြောင့်ပို့ပြီးတော့နိုင်ငံရေးစင်အသင်းပေါ်အထောက်အကူပြုလာမယ်ဆိုတာမျှော်လင့်လို့ရနေပြန်ပါတယ်။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးထိုးပဲတင်ရှိပါတယ်။